လူတွေကိုအားနာလို့ဆိုပြီးတော့မှသူတို့အကြိုက်ကိုခဏခဏမလိုက်ရောနဲ့လူတွေကသူတို့အကြိုက်ကိုလိုက်ရောလွန်အားကြီးတဲ့သူဆိုလို့ရှိရင်လေတမှုမရှိတဲ့လူလို့တတ်မှတ်တတ်ကြတယ်အစစ်တမ်းမရှိတဲ့သူလို့လည်းတတ်မှတ်တတ်ကြတယ်အဲ့တော့ကိုရီကတော့သူတို့တဲ့တန်ဖိုးရှိခြင်းတဲ့သူဖြစ်ချင်တာလေဒါပေမဲ့တကယ်တမ်းဖြစ်သွားတာကသူတို့တဲ့တန်ဖိုးမရှိတဲ့သူအစစ်တမ်းမရှိတဲ့သူဖြစ်သွားတာပဲဒါကြောင့်ကိုယ့်ရဲ့တန်ဖိုးကိုထိမ့်သိမ့်တဲ့အနေနဲ့လူတွေပေါ်မှာကိုကကိုညီခြင်းပေမဲ့နေရာတကာတိုင်းမကိုညီမိစေနဲ့နေရာတကာတိုင်းလမ်းမပြမိစေနဲ့အဖေးမမိစေနဲ့အဲ့ဒါကကိုယ့်ရဲ့တန်ဖိုးကိုပြန်ထိမ့်သိမ့်တဲ့သဘောပဲ